resin ကြိုက်တယ်9ပေါ်ကြိုက်တယ်ဒါပေမဲ့ဒီတရားမှာနှစ်သိန်းလုံးကူးရမယ့်အနေထားဖြစ်တဲ့320 show မှာကျွန်တော်ဒီနေ့ free boy အနေနဲ့ဒါတကြောင်တော့ပွဲတွေကကျွန်တော်9ပေါ်ပေါ့နော်ဆိုတော့ Chelsea 9ပေါ်ဒီတကြောင်တော့ပွဲတွေက body ဆော့ရမယ်ပွဲအနေနဲ့3စာပွဲလေးဖြစ်ရွေးချယ်ထားခြင်းဖြစ်ပါတယ်โอเคပါဟော်ဖန်ဟိန်းဇုံပေါ်တွေကပဲသွားမယ့်အနေထားဖြစ်မယ်လို့ယူဆတဲ့အတွက်ကျွန်တော်ဒီနေ့ဘွန်ဒလီဂါရဲ့နောက်ထပ်3စာပွဲအနေနဲ့ဟော်ဖန်ဟိန်း body လေးရွေးချယ်ထားတယ်နောက်ထပ်2စာပွဲကိုဟော်ဖန်ဟိန်း9 body ရွေးချယ်ထားပါတယ်ကျွန်တော်တင်တော့1-3သို့မဟုတ် Z4 တွေကသွားမယ်ထင်ပါတယ်เนาะအဲ့တော့ဒီရဲတော့ဒီဘွားမှာနှစ်ကြောင်းကျွန်တော်ရွေးချယ်ထားခြင်းဖြစ်ပါတယ်ဒီနေ့9ရက်3လ2026မှာရွေးချယ်ထားတဲ့လေးသမားမောင်း1ထဲမှာကျွန်တော်တို့ Chelsea 9ပေါ်ကိုမိုဘော်ဒီဟော်ဖန်ဟိန်း9ပေါ်နဲ့ Leipzig 9ပေါ်ဒီလေးသင်းလေးကိုကျွန်တော်မောင်း1အနေနဲ့တွေ့ထားခြင်းဖြစ်ပါတယ်โอเคပါဒါဆိုတော့ရှေ့ live မှာကျွန်တော်မောင်း2လေးပြောပြီးပြီဒီ live ထဲမှာမောင်း1လေးပြောပြီးပါပြီအဲ့ဒါဆိုတော့ကျွန်တော်ဒီနေ့ရှစ်ကြောင်းလေးရမှာဖြစ်ပါတယ်เนาะโอเคပါဆိုတော့ဒီနေ့ဒါ live လေး3ခုเนาะ3ခုစလုံးကြည့်ရှုပေး brother တွေ share ပေး brother တွေ comment ပေး brother တွေတယောက်ချင်းကြကျေးဇူးများတင်ပါတယ်ဗျမင်္ဂလာရှိသောညလေးဖြစ်ပါစေဗျ